မြန်မာနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်အခြေခံအကြဆုံးဥပဒေကဘာလဲလို့မေးလိုက်အဖြစ်တစ်ခုရှိပါတယ်။ဒီနေ့မှာတော့အဲ့ဒီရေးကြီးတဲ့ဥပဒေတစ်ခုဖြစ်တဲ့2011ခုနှစ်ပတ်ဝန်းကျင်ထိန်းသိမ်းဥပဒေကိုအသေးစိတ်တိကျကျလေးလေ့လာကြည့်ကြပါမယ်။ ကဲဒီဇလန်ကဘယ်မှာစတယ်လဲဆိုတော့ဒီမှာပါပြည်တော်စုသမရမြန်မာနိုင်ငံတော်မှာပါပဲဒီဥပဒေဟာနိုင်ငံရဲ့တန်ဖိုးရှိတဲ့တဘာဝတည်ရင်စရာဒီကိုကာကွယ်ဖို့ဆိုတဲ့အရေးကြီးတဲ့လိုအပ်ချက်တစ်ခုကနေမွေးဖွားလာခဲ့တာပါဒီဆွဲလေးကိုတော့ပြက်ခတ်တယ်မှမထားသင့်ပါတယ်2012ခုနှစ်မတ်လ30ရက်နေ့ဒါဟာတာမန်နေ့တနေ့မဟုတ်ခဲ့ပါဘူးနိုင်ငံရဲ့ပတ်ဝန်းကျင်ဆိုင်ရာချင်းကပုံတစ်ခုလုံးကိုပြန်လည်ပုံဖော်ပေးမဲ့ဥပဒေအသက်တစ်ခုကိုအတီးပြုတ်ပြတ်ထောင်းခဲ့တဲ့နည်းဖြစ်ပါတယ်ဒီနေရာမှာအရန်ကိုအခြေခံကြတဲ့မိခွန်းကြီးတစ်ခုထွက်လာပါတယ်နိုင်ငံတနိုင်ငံကတွေ့ရပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတွက်စီမင်းစည်းကမ်းတွေကိုဘယ်လိုများရေးဆွဲချမလဲဒါတကယ့်ကိုကြီးမားတဲ့တာဝန်တစ်ခုပါအခုပြောနေတဲ့ဥပဒေတစ်ခုလုံးကလည်းအဲ့ဒီမိခွန်းကိုပဲဖြည့်ရှင်ဖို့ကြိုးစားထားတာပါဟုတ်ပြီဒီဥပဒေကိုအလွယ်တကူနားလည်သွားအောင်လို့အခုလိုလမ်းညွှန်လေးတစ်ခုလုပ်ထားပါတယ်ပထမဆုံးဥပဒေရဲ့အဓိကရည်မှန်းချက်ကိုကြည့်မယ်ပြီးရင်ဘယ်သူတွေကတာဝန်ယူရလဲဆိုတာပေါ့ပြီးတော့မှတကယ်စီမင်းစီကံတွေအဲ့ဒါတွေချိုးဖောက်ရင်ဘာဖြစ်မလဲနောက်ဆုံးမှာတော့အနာဂတ်အတွက်ဘလို့အလားအလာတွေရှိမလဲဆိုတာကိုခြုံငုံသုံးသပ်တော့ကြမယ်ကဲဒါဆိုအဓိကအကြောင်းအရာတွေကိုတားဝင်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ဒီဥပဒေကဘာကြောင့်ရှိနေရတာလဲသူ့ရဲ့အဓိကရည်မှန်းချက်ကဘာလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြပါမယ်ဒီလားဒီဥပဒေရဲ့အခန်းထဲမှာပါတဲ့တရားဝင်ရည်ရွယ်ချက်တွေကိုကြည့်လိုက်ရင်ဒီဥပဒေဘယ်လောက်ထိရည်မှန်းချက်ကြီးမားတယ်လဲဆိုတာတွေ့နိုင်ပါတယ်။သူကကိစ္စတစ်ခုတည်းကိုပဲပြောနေတာမဟုတ်ဘူး။ဟုတ်ပါတယ်အမျိုးသားရေးမူဝါဒကိုအကောင့်အထည်ဖော်ဖို့ပါ။ဒါပေမဲ့အဲ့ဒီထက်ပိုပြီးတော့လူတိုင်းအတွက်ကြားမှာတန်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့ပြီးတော့အရေးကြီးဆုံးဖြစ်နိုင်တာကတော့ကျွန်တော်တို့ရဲ့တဘာဝနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုနောင်လာနောင်သားတွေစီလက်ဆင့်ကမ်းနိုင်ဖို့ကာကွယ်စောင့်ရှောက်ရေးပဲဖြစ်ပါတယ်။တကယ်ကိုကြီးမားတဲ့ရည်မှန်းချက်ကြီးပါဟုတ်ပြီဒီလောက်ကြီးမားတဲ့ဒီမှန်ချက်တွေကိုလက်တွေ့ဖြစ်လာအောင်ဘသူတွေကတကယ်တမ်းတာဝန်ယူပြီးအကောင့်ထဲပေါ်ကြမှာလဲဒီစနစ်တစ်ခုလုံးပေါ်အစိုးရကဖွဲ့စည်းပေးထားတဲ့အထူးအဖွဲ့အစည်းနှစ်ခုပေါ်မှာတိစောက်ထားပါတယ်အဲ့ဒါတွေကတော့ကော်မတီနဲ့ဝန်ကြီးဌာနတို့ပါပဲဒါကတော့ကျွန်တော်တို့သိထားရမယ့်အထူးအဖွဲ့အစည်းနှစ်ခုပါအခုဒီနေရာကတကယ်စိတ်ဝင်စားဖို့ကောင်းလာပါပြီဒီလိုပုံစံလေးမြင်ကြည့်လိုက်ပါကော်မတီကဦးနှောင်းနဲ့တူတယ်သူကခြုံငုံသုံးသပ်ပြီးမဟာဖြူဟာတွေအမြတ်တမူလာတာတွေကိုချမှတ်တယ်အစမြင့်လမ်းညွှန်မှုတွေပေးတယ်နောက်တစ်ယောက်ကတော့ဝန်ကြီးဌာနသူကတော့လက်တစ်ခြေထောက်ကင်းနဲ့တူတယ်သူတို့ကလက်တွေ့အကောင့်ထဲပေါ်တဲ့နေ့စဉ်လုပ်ငန်းတွေကိုစီမံခန့်ခွဲတယ်တကယ်တမ်းအလုပ်ဖျက်အောင်လှုပ်ဆောင်ရတဲ့အဖွဲ့အစည်းကဲဘယ်သူတွေတာဝန်ရှိတယ်လဲအစားတီးပြီးဆိုတော့တကယ်စီမင်းစာအုပ်ကိုကြည့်အောင်ဒီဥပဒေကပတ်ဝန်းကျင်ကိုကာကွယ်ဖို့တဲ့အထူးရန်တရားတွေကိုဘယ်လိုများချမှတ်ထားတယ်လဲစီမင်းနေအကြောင်းမပြောခင်မှာကျွန်တော်တို့ဘာကိုတိုက်ထုတ်နေရတယ်လဲဆိုတာကိုအရင်ဆုံးနားလည်ထားဖို့လိုပါတယ်ဒီဥပဒေကညဉ့်ညမ်းမှုကိုဘယ်လိုအသေးပဲဖွင့်ဆိုထားတယ်လဲတော်တော်အခြေပြန့်ပါတယ်အခြေခံအားဖြင့်တော့အန်ဒရရှိတဲ့အရာတွေကြောင့်ပတ်ဝန်းကျင်မှာဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတွေအားလုံးပါပဲပတ်ဝန်းကျင်ကိုအကျိုးရှိအထုံးမပြုနိုင်တော့တာမျိုးပြည်သူ့ကျန်းမာရေးနဲ့လုံခြုံရေးကိုထိခိုက်တာမျိုးအားလုံးကိုဆိုလိုပါတယ်အဲ့ဒီအပေါ်မှာထပ်ပြီးတော့အန်ဒရရှိဖို့အရာဝတ္ထုဆိုတဲ့အသေးပဲဖွင့်ဆိုချက်ကျေပြန့်ကျန့်ကိုလည်းပေးထားပါသေးတယ်ဒါကလူတွေတီရစ်ဆန်တွေအပင်တွေပြောရည်အရာအလုံးကိုထိခိုက်နိုင်တဲ့အရာမှန်သမျှကိုဆိုလိုတာပါပောက်ခွဲစေတဲ့ပစ္စည်းတွေအစိတ်အတောက်တွေကနေရေဒီယိုတတိကျပစ္စည်းတွေဒီအားလုံးအကျုံးဝင်ပါတယ်ဟုတ်ပြီဒီတိပဲဖွင့်ဆိုချက်တွေကဘာလို့အရေးကြီးတာလဲဘာလို့လဲဆိုတော့သူတို့ကဝန်ကြီးဌာနကိုလောက်ပိုင်ခွင့်တီပေးလိုက်လို့ပါပဲဒီတိပဲဖွင့်ဆိုချက်တွေကိုအခြေခံပြီးဝန်ကြီးဌာနကတိကျပြီးတိုင်းမလာလို့ရတဲ့အရေးသွေးစံနှုန်းတွေကိုအရက်အားလုံးနှိပါအတွက်သတ်မှတ်နိုင်တော့ပါမယ်ရေသွေးလေထုရေသွေးနောက်ဆုံးစူညံတန်းနဲ့တုံခါမှုအဆင့်တွေအထိပေါ့ရှင်းလင်းတဲ့စံနှုန်းတွေသတ်မှတ်တာကအဓိကပါပဲကဲစီဝိုင်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ရောအထူးသဖြင့်ပတ်ဝန်းကျင်ပေါ်တက်ရောက်မှုကြီးမားနေတဲ့လုပ်ငန်းတွေပေါ့သူတို့ကဒီတိုင်းလှုပ်ချင်တိုင်းလုပ်လို့မရပါဘူးကြိုတင်ခွင့်ပြုချက်ရဖို့အတွက်မဖြစ်မနေလိုက်နာမဲ့အဆင့်၄ဆင့်ရှိပါတယ်ဒါဖြစ်လာနိုင်တဲ့ပြဿနာတွေကိုလုပ်ငန်းမစခင်ကတည်းကကြိုတင်ဖော်ထုတ်ပြီးစီမံခန့်ခွဲနိုင်မှုပါပဲပြီးတော့ဒီထဲမှာနောက်ထပ်အရေးကြီးတဲ့အလွှာတစ်ခုရှိပါသေးတယ်လုပ်ငန်းတစ်ခုဟာဒီလိုခွင့်ပြုချက်တွေလိုအပ်တယ်ဆိုရင်သူတို့ဟာအမခံနဲ့ထားရှိရပါမယ်ဒါကပုံဝန်းကျင်ဆိုင်ရာမတော်တဆမှုတစ်ခုဖြစ်ခဲ့ရင်တုံးဆွဲဖို့အတွက်ငွေကြီးဆိုင်ရာအကာအကွယ်တစ်ခုပေါ့ကြိုတင်ပြင်ဆင်ထားဖို့တဘောပါပဲဒီတော့ကျွန်တော်မှာစီးမြင့်စင်လုပ်ငန်းစဉ်တွေအကုန်ရှိပြီးဒါပေမဲ့တစုံတယောက်ကဒါတွေကိုမလိုက်နာဘူးဆိုရင်တော့ဘာဖြစ်လာမလဲဘလို့အကျိုးဆက်တွေရှိမလဲဒီနေရာမှာတော့ဥပဒေကသူ့ရဲ့အဆွဲကိုထုတ်ပြပါပြီဒါဟာအကြံပြုချက်တွေခြေပဲရေးထားတဲ့စာရင်းတစ်ခုမဟုတ်ပါဘူးတိကျတဲ့တားမြစ်ချက်တွေနဲ့အဲ့ဒါတွေကိုဖောက်ဖျက်ရင်အကြက်ခံရမယ့်ပြင်းထန်တဲ့အကျိုးဆက်တွေကိုပါရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်
ချိုးဖောက်မှုနဲ့ပြစ်စံကြားကဆက်ဆက်မှုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒီဥပမာကိုကြည့်ပါအစောကပြောခဲ့တဲ့တတ်မှတ်ထားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုကြိုတင်ခွင့်ပြုချက်မရှိဘဲလုပ်ကိုင်မယ်ဆိုရင်ဘာဖြစ်မလဲထောင်ဒဏ်3နှစ်အထိဒါမှမဟုတ်ငွေဒဏ်များကြီးဒါမှမဟုတ်2မျိုးလုံးတောင်ကြာခံရနိုင်ပါတယ်ဒီဥပဒေက short တွက်လို့မရပါဘူး တကယ်ပြင်းထန်တဲ့ကိစ္စတွေမှာဆိုရင်ရောဥပမာတားမြစ်ထားတဲ့အန်ဒီရဲ့ရှိပစ္စည်းတွေကိုတရားမဝင်တင်သွင်းတာထုတ်လုပ်တာမျိုးပေါ့အဲ့ဒီအခါမှာငွေဒဏ်ကပူပြီးတော့ကြီးမားလာပါတယ်အများဆုံးငွေဒဏ်730အထိချမှတ်နိုင်ပါတယ်ဒါကတကယ်ကိုပြင်းထန်တဲ့ဟန်တာမှုတစ်ခုပါပဲ ကောင်းပါပြီအခုခြုံငုံပြီးတော့ပြန်ကြည့်ကြအောင်ဒီဥဒေရဲ့တကယ်အမွေအနှစ်ကပါလဲဒါတွေအားလုံးပေါင်းလိုက်ရင်ဘာကိုဆိုလိုတာလဲ ကျွန်တော်တို့တွေ့နေရတာကညဉ့်ညံ့မှုဒါမှမဟုတ်စွန့်ပစ်ပစ္စည်းလို့ကိစ္စတစ်ခုတည်းကိုလည်းအာယုံစိုက်ထားတဲ့ဥပဒေမဟုတ်ပါဘူးဒါဟာဘစ်စုံလွှမ်းခြုံတဲ့ဥပဒေမူပေါင်းတစ်ခုဖြစ်ပါတယ်အစင်းမြင့်မူဝါဒတွေတီးကြတဲ့စံနှုန်းတွေကနေစီးပွားရေးလုပ်ငန်းခွင့်ပြုချက်တွေပြီးတော့ AU ဆောင်ရွက်မှုတွေအထိအားလုံးကိုချိတ်ဆက်ထားပါတယ်အားလုံးပါဝင်တဲ့ package တစ်ခုလိုပါပဲ ပြီးတော့သူ့ရဲ့လွှမ်းခြုံတဲ့စွမ်းကလည်းအင်မတန်ကျယ်ပြန့်ပါတယ်ကျွန်တော်ရဲ့မြို့ပြာတွေကိုဘယ်လိုစီမံခန့်ခွဲမလဲမြေတွေကိုဘယ်လိုအသုံးချမလဲဆိုတာကနေစပြီးတန်ဖိုးရှိရဲ့တစ်တော်တွေရေတံဇာတ်တွေလိုတဘာဝတံဇာတ်တွေကိုထိမ့်သိမ့်တာနောက်ဆုံးကိုယ့်ရဲ့မတူခိုင်တဲ့မတူတဲ့ယဉ်ကျေးမှုနဲ့တဘာဝအမွေနဲ့နေရာတွေကိုကာကွယ်တာအထိအရာအလိုကိုအကျုံးဝင်ပါတယ် ကဲနောက်ဆုံးအနေနဲ့အရေးကြီးတဲ့အတွေ့အကြုံတစ်ခုနဲ့ညီကုန်းချုပ်ပါစေဒီလိုဥပဒေတစ်ခုကကျွန်တော်တို့ကိုပုံစံမူချမ်းတစ်ခုကိုပေးတယ်ဟုတ်တယ်ဟုတ်အစီအစဉ်တွေကိုပေးတယ်ဒါပေမဲ့နောက်ဆုံးမေးခွန်းကတော့အဲ့ဒီမူချမ်းကိုလက်တွေ့ကဘာမှာဘယ်လိုတိစုပ်ကြမလဲဆိုတာပါပဲပုံစံမူချမ်းရှိတာကတပိုင်းအဲ့ဒါကိုခိုင်မာပြီးရက်တည်နိုင်တဲ့အဆောက်အုံတစ်ခုဖြစ်အောင်တိစုပ်နိုင်တာကတကယ်စင်ခေါ်မှုအစ်စ်ပါပဲဒါကတော့စက်ပြီးတွေးတော့စဉ်းစားစရာအချက်တစ်ခုပါပဲ